30ဘုံကိုနေရာလေးနဲ့တတ်မှတ်လိုက်3မျိုးထွက်လာတယ်နတ်ပြည်က6ထပ်ဗြဟ္မပြည်က20ပေါင်း26ထပ်ကအမြင်စားတွေသူကရေဘုံသားတွေတဲ့နော်သွားပြီးတော့မပြောနေနဲ့ဒုက္ခဆိုတာသူတို့မရှိဘူးလောကကြီးမှာဒုက္ခနဲ့ဒုက္ခချမ်းသာနဲ့ဆင်းရဲအကောင်းနဲ့အဆိုးဆိုတာ2မျိုးရှိဘယ်သူမှဒုက္ခတွေနဲ့မတွေ့ကြဘူးဒုက္ခပဲတွေ့ကြတာနော်အဲ့ဒီပုဂ္ဂိုလ်တွေကတော့အကုန်ဒုက္ခတွေကြီးပဲအဲ့တော့26ကုန်သွားပြီအောက်ကကြတော့4ပုံသားတွေငရဲတရိษံပြိတ္တာအတူတည်းကပေါင်းလိုက်တော့ဘယ်လောက်လဲ26နဲ့4နဲ့ပေါင်းတော့ဘယ်လောက်လဲ30အဲ့ဒီဘုံသားတွေကြတော့မီးဘုံသားတွေတဲ့အလဲကောင်းမှာဘုံလေးတစ်ခုရှိနေတယ်ကျန်းနေတယ်ပေါ့လူဘုံအပေါ်ဆုံးဘုံသားတွေကဒုက္ခဘုံသားတွေရေဘုံသားတွေချမ်းသာလွန်းတယ်အေးလွန်းတယ်အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်ကောင်းမှုကိုပြုလုပ်ဖို့သတိမရဘူးတဲ့ဗျာချမ်းသာလွန်းအားကြီးတာဟုတ်တယ်မလားအောက်ဘုံသားတွေမီးဘုံသားတွေတဲ့နော်အကုန်လုံးမီးတွေနဲ့တောက်လောင်နေရတဲ့အတွက်ပူလွန်းအားကြီးဒုက္ခတွေအားကြီးလို့အဲ့ဒီပုဂ္ဂိုလ်တွေကလည်းကုသိုလ်ကောင်းမှုကိုလုပ်ခွင့်မရှိဘူးတဲ့ဗျာအဲ့တော့အလဲဘုံသားတွေဒုက္ခတလဲဒုက္ခတလဲရေတလဲမိတလဲချမ်းသာတလဲဆင်းရဲတလဲနဲ့အဲ့ဒီပုဂ္ဂိုလ်တွေကသာနဲ့ကုသိုလ်ကောင်းမှုကိုလုပ်ခွင့်ရှိတာလေဗျာအဲ့တော့အလဲဘုံသားပုဂ္ဂိုလ်တွေကပြောရရင်တော့ဂျမ်းရှင်းပေါ့နော်အထက်ကဘုံသားတွေချမ်းသာလွန်းတယ်အောက်ကဘုံသားတွေဆင်းရဲလွန်းတယ်အလဲကဘုံသားတွေကမိမိရဲ့ကြိုးစားအားထုတ်မှုကြောင့်မလို့အပေါ်ကိုလည်းရောက်သွားနိုင်တယ်မိမိကကြိုးစားအားထုတ်မှုပေါ့ရော့နေလဲအောက်ကိုလည်းဆင်းသွားနိုင်တဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်မလားဘဝရဲ့ပဒေသာပင်လို့ပြောရလိမ့်မယ်အဲ့တော့မိမိရော့ရော့မနေပါနဲ့နော်အချိန်တိုင်းဟာလူပြန်ဖြစ်လိမ့်မယ်တော့မအောင်မင်းနဲ့စီးပွားရေးလုပ်ကြတယ်ဘယ်ပုဂ္ဂိုလ်မှစိုက်ပျိုးရေးလုပ်လို့မွေးမြူရေးလုပ်လို့ဘာလုပ်ပဲလုပ်လို့ဘယ်သူမှငါတကြရင်းလိုက်မယ်ငါမူရရင်တော်ပြီတမတ်ရရင်တော်ပြီဘယ်သူမှမရှိဘူးဟုတ်တယ်မလားတကြရင်းနဲ့30ပဲ20ပဲအထက်ကသာစဉ်းစားတယ်လေ100ပဲ1000ပဲခေတ်ကာလအခြေအနေကမကောင်းလာလို့လုံရင်းနဲ့ခေတ်ကာလမကောင်းတော့ဘူးငါဓာတ်တယ်ပြီးတော့ဆက်ပြီးတော့လှောင်ထားရင်ကဲအရင်လေးပဲတော်ပြီဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကတစ်မျိုး30ရင်းထားရင်30ပြန်ရရင်တော်ပြီပေါ့ဟုတ်တယ်မလားမှန်းတာကတော့အမြတ်ကိုမှန်းတာအရင်လေးရရင်လည်းပဲတော်ပြီဆိုထုတ်ရတယ်အဲ့ဒါလိုမှမဟုတ်ဘဲနဲ့အတွက်ချက်တွေလွဲတယ်ပြီးတော့နော်30ရင်းထားတာသွားပြီတပြားမှပြန်မရတော့ဘူးဆိုအဲ့ဒီပုဂ္ဂိုလ်ကအရင်ရှုံးသွားတာဟုတ်တယ်မလားရှေးကကောင်းလို့လူဘဝကိုရလာတာလူဘဝရဲ့မြတ်တဲ့နေရာကောင်းတဲ့နေရာကိုရောက်ဖို့အတွက်အမြတ်ကိုဥတည်ပြီးတော့နေရထိုင်ရမယ်ဗျာဟုတ်ပလားအဲ့လိုမှမမြတ်နိုင်ဘူးဒီတော့အရှင်းနဲ့လူဘဝကိုပြန်ရောက်တယ်ဆိုတော့အရင်ပေါ့အဲ့ဒါလိုမှမဟုတ်ဘဲနဲ့ငရဲတိဋ္ဌံပြိတ္တာအတူတည်းကတဏှာများရောက်သွားပြီဆိုသူ့အတွက်ကတော့ရှုံးသွားတော့တာပဲဘဝမှာမရှုံးအောင်ဂရုစိုက်ကြပါလေဗျာဟုတ်ပလားနော်